ကျမဆွေခုနှစ်သက်သမီးအားလုံးမင်္ဂလာပါနော်ကျမဆွေခုနှစ်သက်သမီးတွေကိုအမြဲတမ်းပေါ့နော်တင်ဆက်ပေးနေကြဖြစ်တဲ့တနေ့တာအတွက်လူမှုရေးကိစ္စတွေကျန်းမာရေးစီးပွားရေးပညာရေးအဆက်ဆက်ရမိမိရဲ့ကိစ္စဝဝတွေမှာဒီထက်မကအဆင်ပြေစေဖို့အောင်မြင်စေဖို့တိုးတက်စေဖို့မိမိရဲ့ဖုံးကန်နေရလေဒီထက်မကမြင့်စေဖို့လက်လက်ဘက်တွေကလည်းပွင့်လန်းစေဖို့ပြုလုပ်တဲ့တနေ့တာအတွက်ရေရာလေးနဲ့အတူမိမိအတွက်ပေါ့နော်ဆောင်းရံရှောင်းရံလေးတွေကိုလည်းပြပြပေးသွားမှာပဲဖြစ်ပါတယ်မနက်ဖြန်10ရက်3လ2025တနင်္လာနေ့အတွက်ပြုလုပ်တဲ့ရေရာလေးကတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမနေ့ပြန်ကြလို့ရှိရင်ရေတံဘူးတပူးမှာပေါ့နော်ရေတံဘူးအသေးဆိုလည်းရတယ်ရေတံဘူးတပူးမှာမိမိကငွေ1000နဲ့တရက်ကိုတရေခွင်းနဲ့ပေါ့နော်ပက်ချီပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစက္ကန့်လှူဒန်းပေးရင်လည်းမိမိရဲ့လူရင်စနာတွေကိုဆူတောင်းပေးကြရမယ်ပြီးရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သူကတော်ဂုံတော်နဲ့ပတိ3ဘတ်စိတ်တွေပူဇော်ကြရမှာပဲဖြစ်ပါတယ်ဒီလိုလေးပြုလုပ်လိုက်မယ်ဆိုရင်မိမိရဲ့လူမှုရေးကိစ္စတွေကျန်းမာရေးစီးပွားရေးပညာရေးအဆက်ဆက်ရမိမိရဲ့ကိစ္စဝဝတွေမှာဒီထက်မကအဆင်ပြေစေမယ်အောင်မြင်စေမယ်တိုးတက်စေမယ်မိမိရဲ့ဖုံးကန်တွေကလည်းဒီထက်မကမြင့်စေမယ်လက်လက်ဘက်တွေကလည်းဒီထက်မကပွင့်လန်းစေမှာပဲဖြစ်ပါတယ်မနေ့ပြန်အတွက်lucky ကလာလေးကတော့မိကိုရောင်လေးပဲဖြစ်ပါတယ်မနေ့ပြန်အတွက်မိမိရဲ့ lucky ကနန်းလေးတွေကတော့6ကနန်း4ကနန်း3ကနန်းတွေကတော့ lucky ကနန်းလေးတွေပဲဖြစ်ပါတယ်။နှစ်ပြန်ကြရင်အင်တာဗျူးသွားပြီးတော့ဖြည့်ဆို့ကြမယ်ညီကိုမောင်မတွေမိမိကအရေးတကြီးအလုပ်ကန်ကိစ္စနဲ့အပြင်ထွက်ဆရာရှိတဲ့ခုနှစ်သက်သမီးတွေမိမိကအယောင်အဝယ်ပြုလုပ်နေတဲ့ခုနှစ်သက်သမီးတွေမိမိကအရေးတကြီးငွေရေးကြေးကိစ္စနဲ့စကားပြောဆိုကြမယ်ခုနှစ်သက်သမီးတွေဆိုလို့ရှိရင်နှစ်ပြန်ကြလို့ရှိရင်ခရမ်းရောင်အင်ကြီးကိုဝတ်ဆင်သွားတာမျိုးတွေခရမ်းရောင်ပါတဲ့လက်ကင်အိတ်ကိုကင်ဆောင်သွားတာမျိုးတွေကိုတော့လုံးဝရှောင်ကျဉ်သင့်ပါတယ်။နှစ်ပြန်အတွက်အထူးကံကောင်းနေတဲ့နိနယ်လေးတွေကတော့တောက်ကြသားသမီးတွေဗုဒ္ဓဟူသားသမီးတွေအင်္ဂါသားသမီးတွေကတော့မနှက်ပြန်အတွက်အထူးကံကောင်းနေတဲ့နိနယ်လေးတွေပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့စင်မအင်ကြီးချမ်းမှုပါနောက်ဗီဒီယိုလေးကျမပြန်ဆောင်မယ်နော်ကျမချစ်မိတ်ဆွေခုနှစ်သားသမီးတွေလည်းစီးပွားလက်လက်ပဲများဒီလားတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာကြပါစေလို့ကျမဒီကနေပြီးတော့မေတ္တာပြုဆုတောင်းပေးလိုက်ပါတယ်နော်